အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တဲ့လေးလာမှုလမ်းညွန်ရှင်းလင်းချက်လေးကနေနှွေးထွေးစွာကြိုးဆိုပါရစေကျွန်တော်တို့အားလုံးဟာကိုယ်ပိုင်မျောလင့်ချက်တွေအိမ်မက်တွေနဲ့နှိစင်လှုပ်ရှားရုံးကနေကြတဲ့သူတွေရှိပါဆိုတော့ဒီနေ့မှာကျွန်တော်တို့အဓိကထားဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်အဲ့ဒါကတော့ဂုံဖြူချင်းဆိုတဲ့နေ့ဆက်အလေးချင်းကောင်းတွေကနေတဆင့်ကျွန်တော်တို့တန်းတနေတဲ့ပုံမကောင်းမှုနဲ့အနာဂတ်တစ်ခုကိုဘလို့ဖွင့်လှစ်နိုင်မလဲဆိုတာပဲဖြစ်ပါတယ်ကဲအချင်းဆွဲမနေပဲကျွန်တော်တို့ရဲ့လေ့လာမှုကိုစတင်လိုက်ကြအောင်ဗျာဒီနေ့အတူတကွလေ့လာသွားမယ့်အကြောင်းအရာလေးတွေကိုအကြမ်းဖြင့်ပြောပြရင်ပထမဆုံးဒီနေ့ဉာဏ်ဖြင့်ရဂုံပြူချင်းနဲ့နေ့စဉ်အလေးချင်းတွေအကြောင်းပြီးရင်နှုတ်ကပတ်တော်နဲ့ထိတွေ့ချင်းအဲ့နောက်မှာအတိုင်းဝိုင်းနဲ့ချီးမွမ်းခြင်းရဲ့စွမ်းအားဆက်ပြီးတော့တိတ်ဆိတ်ရနဲ့ဆယ်ဖို့တပုတ်အလူငွေအကြောင်းတွေကိုလေ့လာကြပါမယ်နောက်ဆုံးမှာတော့အနစ်ချို့နဲ့အတူကျွန်တော်တို့အုပ်စုတွင်ဆွေးနွေးကြပါမယ်ဒီလိုအပိုင်းလေးတွေခွဲခြားလေ့လာခြင်းအပြင်ကျွန်တော်တို့အချင်းချင်းအကြံဉာဏ်တွေဖလှယ်ဖို့ပို့ပြီးလမ်းစာဖွင့်တော့မှသိကြပါတယ်ဟုတ်ပြီပထမဆုံးအပိုင်းဖြစ်တဲ့ဉာဏ်ပညာဂုံဖြူချင်းနဲ့နေ့စဉ်အလေးချင်းများဆိုတဲ့ပိုင်းကနေခြေခံအုံးမြချမှတ်ကြအောင်တိကျတဲ့လေ့ချင်းတွေကိုတစ်ခုချင်းစီမလေ့လာခင်မှာဒီလေ့ချင်းတွေကိုအတက်သွင်းပေးနေတဲ့အဓိကသဘောတရားတွေကိုအရင်ဆုံးခိုင်ခိုင်မာမာနားလည်ထားဖို့ကတကယ်ကိုအရေးကွာရတာပဲဉာဏ်ပညာဆိုတာနဲ့ဂုံဖြူချင်းဆိုတာရဲ့ကြားမှာတကယ်တော့အရန်ကိုကြီးမားပြီးအရေးပါတယ်ကွာခြားချက်လေးတစ်ခုရှိနေပါတယ်ဉာဏ်ပညာဆိုတာကကွာခြားချက်တွေကိုခွဲခြားသိမြင်နိုင်စွမ်းဖြစ်ပါတယ်ဒါပေမဲ့ဂုံဖြူချင်းဆိုတာကတော့အဲ့ဒီကွာခြားချက်တွေကိုလက်ခံမဲ့ဂုံဖြူမဲ့ချီးမြှောက်မဲ့ဆိုတဲ့စံတာဖြစ်ပါတယ်စဉ်းစားကြည့်ပါကျွန်တော်ရဲ့အောင်မြင်မှုဒါမှမဟုတ်ကြာရှောင်မှုတွေဆိုတာဘသူ့ကိုဂုံဖြူမလဲဒါမှမဟုတ်ဘသူ့ကိုမလေးမစားလို့မလဲဆိုတဲ့ရွေးချယ်မှုတွေပုံမှာတိုက်ရိုက်ကိုအခြေခံနေတာပါစေဆိုတဲ့ကိန်းကနန်းလေးကတကယ်ကိုအံ့တော်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုဖော်ပြနေတာပါဖျားသခင်ပေးသနာခဲ့တဲ့ပညတ်တော်စေပါကိုတည်တည်ချာချာပြန်လေ့လာကြည့်မယ်ဆိုရင်အဲ့ဒီအထက်က၄ပါးကဖျားသခင်ကိုဂုဏ်ပြုဖို့ဖြစ်ပြီးကျန်တဲ့၆ပါးကတော့လူသားချင်းချင်းဂုဏ်ပြုဖို့ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ဒါဟာဘာကိုဆိုလိုတာလဲတကယ်တော့အဖြစ်တူးဆရာတန်းဟာအခြေခံအားဖြင့်ဂုဏ်ပြုချင်းကဲမဲ့တဲ့မလေးမစားလုပ်တဲ့အဖြစ်တူးချီးပဲဖြစ်တယ်ဆိုတာကိုအယံကိုရှင်းလင်းပြသန်းစွာမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒလိထုံတန်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုတိတိကျကျလေးဖွင့်ဆိုကြည့်အောင်ဒလိထုံတန်းဆိုတာတစုံတဦးကိုဂုံပြူဖို့ဒါမှမဟုတ်ရင်အပြောင်းလဲတစ်ခုကိုဖန်တီးဖို့အတွက်နေ့စဉ်မပြတ်မကွက်လှုပ်ဆောင်တဲ့အလေးချင်းတစ်ခုကိုခေါ်တာပါဒီလိုတင်းငယ်ပြီးရိုးရှင်းတဲ့နေ့စဉ်အလေးချင်းလေးတွေကနေတဆင့်ကျွန်တော်တို့အမြဲတမ်းအိမ်မက်မက်နေတဲ့အနာဂတ်ကြီးကိုတကယ်ပဲဖွင့်လှစ်ပေးနိုင်တယ်ဆိုတာတွေးကြည့်ုံနဲ့တင်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းနေဘူးလားဗျာကဲဒုတိယအပိုင်းဖြစ်တဲ့နှုတ်ကပတ်တော်နဲ့ထီတွေ့ခြင်းအပိုင်းကိုဆက်သွားကြအောင်ဒီမှာတော့ delay ထုံတန်တဲ့နှစ်နဲ့3ကိုတွေ့ရပါမယ်အခြေခံသဘောတရားတွေကိုသဘောပေါက်သွားပြီဆိုတော့တပတ်ချန်းစာနဲ့ဉာဏ်ပညာကိုကျွန်တော်တို့နေ့စဉ်နေ့တိုင်းဘယ်လိုထိတွေ့ဆက်ဆံကြမလဲဆိုတော့ကိုအဓိကထားဆွေးနွေးသွားကြပါမယ်ဒီအတွက်ဂန်ဒွယ်မြောက်ကျမ်းပွဲလေးတွေကိုဆင်ခြင်ကြည့်ကြရအောင်ဇာလန်17တင်းနဲ့တီမိုတေဩဝါဒစာဒုတိယဆောင်ကနေလာတာပါဒီကျမ်းပွဲတွေကနေ့စဉ်ကျမ်းစာဖတ်ချူခြင်းဆိုတဲ့ပထမဆုံးအလေးအကျင့်နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလမ်းညွှန်မှုပါဉာဏ်များကိုလေ့လာခြင်းဆိုတဲ့တတိယမြောက်အလေးအကျင့်တွေကိုအခမ်းမှာဖော်ပြပေးနေပါတယ်နှုတ်ကပတ်တော်ဝင်လာတဲ့အခါလင်းကိုပေးတယ်ယူဆိုတာတကယ်ကိုလှပတဲ့တင်စားချက်လေးပါပဲရှေ့ကချမ်းပိုက်လေးတွေကိုကျွန်တော်တို့ရိုးရိုးရှင်းရှင်းနဲ့လက်တွေ့ကြကြအသေးပဲဖွင့်ဆိုကြည့်အောင်ပါနေ့စဉ်ธรรมချမ်းစာကိုဖတ်ရှုလေ့လာခြင်းဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဖြတ်တန်းရမှာအရန်ကိုရှင်းလင်းတဲ့အမြင်လက်တွေ့ကြတဲ့နားလည်မှုနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလမ်းညွှန်မှုတွေကိုပေးစွမ်းနိုင်ပါတယ်တနည်းအားဖြင့်ပြောရရင်နှုတ်ကပတ်တော်ဟာကျွန်တော်တို့အတွက်နေ့စဉ်ခြေလမ်းတိုင်းကိုလမ်းပြပေးနေတဲ့တန်လက်အီမြောက်တစ်ခုလိုပဲအလုပ်လုပ်ပေးနေတာပါယူမဝါလာစာအခန်းကြီး10ကနေတဆင်ဒုတိယမြောက်အလေးချင်းဖြစ်တဲ့ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းအကြောင်းကိုဆက်ပြီးကြည့်ကြရအောင်ယုံကြည်ခြင်းဆိုတာနားထောင်ခြင်းကနေလာတယ်လို့ကျမ်းစာကအဒီလင်းဆိုတာပါတယ်ဒါဟာကျွန်တော်ရဲ့ယုံကြည်ခြင်းนี่တကယ်ပဲဘယ်လိုရောက်ရှိလာတယ်လဲပြီးတော့ကျွန်တော်တို့ကိုဘယ်လိုခွန်အားဖြစ်ပြီးတယ်လဲဆိုတာကိုတိတိကျကျပြသနေတဲ့အချက်ပါပဲဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ခဏလေးရပ်ပြီးစဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်တွေးကြည့်ကြရအောင်အလုပ်တွေအများများလာတဲ့ကျွန်တော်ရဲ့နေ့စဉ်ဘဝတန်တရားတွေမှာနှုတ်ကပတ်တော်ကိုနားထောင်ခြင်းနဲ့လေ့လာခြင်းကိုဘယ်လိုလက်တွေ့ကြကြထိသွင်းနိုင်မလဲမနက်ခင်းကော်ဖီတောက်တဲ့အချိန်လေးမှလုံးမလားဒါမှမဟုတ်အလုပ်တွားရင်ကားမောင်းနေတဲ့အချိန်လေးမှလုံးမလားအားလုံးပဲခဏလောက်အချိန်ယူပြီးကိုယ့်ရဲ့လက်ရှိဘဝနေထိုင်မှုပုံစံနဲ့အကိုက်ညီဆုံးဖြစ်မဲ့နီလန်းလေးတွေကိုအတူတကွစဉ်းစားကြည့်စေချင်ပါတယ်ဆက်လက်ပြီးတတိယပိုင်းဖြစ်တဲ့အတိုင်းဝိုင်းနဲ့ချီးမွမ်းခြင်းရဲ့စွမ်းအားအပိုင်းကိုတွားကြအောင်ဒီမှာဒလေးထုံးတန်4နဲ့5ကိုလေ့လာရမှာပါအခုဆိုရင်လေ့လာမှုရဲ့အလယ်ပိုင်းကိုရောက်လာပြီဖြစ်လို့တူတဲ့တည်တံ့လေ့လာခြင်းကနေစူပေါင်းပြီးအတူတကွစီဝေးခြင်းရဲ့အမခန့်စွမ်းအားတွေအကြောင်းကိုဦးလည်းပြီးလေ့လာသွားကြပါမယ်စတုထနဲ့ဖင်စမားမောက်အလီအကျင့်လီအတွက်အခြေခံကြံမှုတွေကတော့ဟေဘရဲဩဝါဒစာ10နဲ့ဇာလံ1000နဲ့လာတာပါဒီကြံမှုတွေကဘုရားကျောင်းတက်ခြင်းဝါမြောက်စွာသခြင်းဆိုခြင်းနဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းတော်ကိုအဓိကထားဖော်ပြထားပါတယ်အချင်းချင်းမစွန့်ခွာဖို့နဲ့ဘုရားသခင်ရှိတော်မူကိုဝါမြောက်စွာချင့်ကပ်ဖို့တိုက်တွန်းထားတာတကယ်ကိုခွန်အားရစရာပါ
ဒီအတိုင်းဝိုင်းဆိုင်ရာအလေးချင်းတွေကိုကျွန်တော်တို့နားလည်လွယ်တဲ့ခေတ်စကားနဲ့ရှင်းပြမယ်ဆိုရင်ဗျာဖျားကြောင်းတက်ချင်းနဲ့ဝမ်းမြောက်စွာကိုကချီးမွမ်းခြင်းတွေမှာတက်ကြွပါဝင်ခြင်းဟာကျွန်တော်တို့ကိုမျှဝေခံစားနိုင်တဲ့ခွင့်အားတွေစဉ်ဆက်မပြအားပေးမှုတွေနဲ့ဖျားသခင်နဲ့ပုံမနဲ့ရှင်းတဲ့ဆက်သွယ်မှုတွေကိုရရှိစေပါတယ်ကျွန်တော်တို့ဝိညာဉ်ရေးဝမ်းမြောက်မှုနဲ့ခွင့်အားတွေကိုအမြဲရှင်းတန်နေအောင်ထင်းကိုဒီလိုစပေါင်းလို့ဆောင်တဲ့အလေးချင်းတွေကဘာကြောင့်မရှိဖြစ်အရေးကြီးတယ်ဆိုတာကိုဒီချက်ကကောင်းကောင်းရည်စက်ပြနေပါတယ်ကဲလဲလာမွေနောက်ဆုံးပိုင်းလေးကိုရောက်လာပါပြီစရတပိုင်းထစ်တဲ့တိတ်ဆိတ်ရနဲ့ဈေးဖို့တဖို့လူငွေဒီအပိုင်းမှာဒလေထုံတန်း6နဲ့ခုံကိုလေ့လာပါမယ်ဒီမှာတော့ကျွန်တော်တို့ရဲ့တီးစံဆက်ကတ်မှုနဲ့ကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာလေးကိုဘလို့စီမံခန့်ခွဲမလဲဆိုတာကိုအဓိကထားပြီးဆွေးနွေးတော့ရပါမယ်ရှင်မတ်တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး6ကနေစထမမြောက်အလေးချင်းထီတဲ့တိတ်ဆိတ်ငင်တက်တဲ့နေရာကိုနေ့စဉ်တွားခြင်းအတွက်ခိုင်မာတဲ့ကျမ်းစာအခြေခံကိုတွေ့ရမှာလားယေရှုခရစ်တော်ကိုယ်တိုင်တောင်မှလူအုပ်ကြီးကြားကနေခဏထွက်ခွာပြီးစုတောင်းဖို့အတွက်တိတ်ဆိတ်တဲ့နေရာလေးတွေကိုအမြဲရှာဖွေခဲ့တယ်လို့ပါပဲကျွန်တော်တို့ကလည်းအဲ့ဒါလိုပဲလှုပ်ဆောင်ဖို့ဒီကျမ်းပေါ်ကလမ်းညွှန်ပေးထားပါတယ်ဒီတိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာကိုရိုးရိုးရှင်းရှင်းလေးခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်နေ့စဉ်ကြုံတွေ့နေရတဲ့အနောက်အရှက်တွေစူညံတန်တွေကြားကနေတမင်တကာခွာထွက်ပြီးတီးတန့်ဆူတောင်းခြင်းဟာဝမ်းမြောက်စရာကောင်းတဲ့လုံခြုံမှုပေးတဲ့ပြီးတော့ဖျားသခင်နဲ့အလုံးကိုနှရှမ်းတဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးတစ်ခုကိုတိဆောက်ပေးပါတယ်တကယ်တော့ဒါဟာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအကျမ်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ငြိမ်းချမ်းရေးခိုလုံးရလေးတစ်ခုဖန်တီးလိုက်တာပါပဲဒီနေရာမှာဒုတိယမြောက်ဆွေးနွေးစရာမေးခွန်းလေးတစ်ခုကိုထပ်ပြီးစဉ်းစားကြည့်ကြရအောင်ကျွန်တော်တို့ကိုယ်ပိုင်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာဘယ်လိုပုံစံမျိုးဖြစ်မလဲဘေးကအဲ့ဒီနေရာကိုတွားရောက်ခြင်းကကျွန်တော်တို့ရဲ့စိတ်နေသဘောထားအမြင်တွေကိုဘယ်လိုများပြောင်းလဲသွားစေသလဲကိုယ်အခန်းလေးထဲမှာပဲလားဒါမှမဟုတ်သသားဝါရထဲမှာလားကျွန်တော်တို့ဘဝမှာငင်းချက်တဲ့ချိန်လေးတွေကိုဘယ်မှာဘယ်လိုရှာဖွေနေကြတယ်လဲဆိုတာကိုအတူတကွဆွေးနွေးကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ခြင်းပါတယ်တူရကျန်နဲ့မာလာခီချန်ကကျမ်းပိုက်ဒီနဲ့အတူနောက်ဆုံးတတမမြောက်အလေးချင်းထစ်တဲ့ရရှိတဲ့ဝင်ငွေတိုင်းကနေဆဲဖို့တက်ဖို့ပိတ်လူချင်းဆိုရကိုမိတ်ဆက်ပေးခြင်းပါတယ်ဖျားသခင်ကိုကျွန်တော်တို့ရဲ့ဦးဖျားဖျားအရာတွေနဲ့ဂုဏ်ပြုတဲ့အခါကောင်းကင်တန်ကားတွေကိုဖွင့်ပေးမယ်ဆိုတော့အလုံးကိုကြီးမားလာတဲ့ကတိတော်တွေကိုဒီမှာတွေ့မိတာမှဖြစ်ပါတယ်ဒီဆဲဖို့တက်ဖို့ပိတ်လူချင်းနဲ့ပတ်သက်ပြီးတေချာလေးနားလည်ထားဖို့တော့လိုပါတယ်ဗျဒါကိုဘာသာရေးဝင်ထုတ်ဝင်ဖို့တခုလိုမျိုးလုံးဝမမြင်စေချင်ပါဘူးတကယ်တော့ကျွန်တော်တို့ရဲ့ဝင်ငွေ7တပုံးပို့ပေးလူချင်းဟာမျက်မြင်ကိုယ်တွေ့လက်တွေ့ကြတဲ့ဂုဏ်ပြုခြင်းလောက်ရတစ်ခုဖြစ်ပါတယ်ဒီလောက်ရကကျွန်တော်တို့ဘဝတွေကိုရှမ်းချနေတဲ့ဂုဏ်ကြီးတွေကောက်ွယ်မှုတွေနဲ့ဖခင်သခင်ရဲ့မျက်နှာသာပေးမှုတွေကိုတိုက်ရိုက်ဖိခေါ်လိုက်တာပဲဖြစ်တယ်ဆိုတာသိချလေးမှတ်သားထားစေချင်ပါတယ်ဟုတ်ပြီအခုဆိုရင်နောက်ဆုံးပိုင်းဖြစ်တဲ့အနစ်ချုပ်နဲ့အုပ်စုတွင်ဆွေးနွေးခြင်းကိုရောက်လာပါပြီကျွန်တော်တို့အားလုံးတူတကွာပွန်းပွန်းလင်းလင်းမဆွေးနွေးကြခိုင်းမှာအခုလစ်လာခဲ့သမျှကိုရှင်းရှင်းလင်းလင်းခေါင်းနဲ့ရောက်တော့အောင်ဒလေးထုံတန်းခုနှစ်ခုစလုံးကိုအမြန်လေးပြန်ပြီးအနစ်ချုပ်ကြည့်လိုက်ကြရအောင်ဗျာကွန်ပျူတာတလေးခုကိုအလွယ်တကူမှတားနိုင်ကိုဆိုရင်နံပါတ်1နေ့စဉ်ကျန်းစာဖတ်ပါနံပါတ်2နှုတ်ကပတ်တော်ကိုနားထောင်ပါ3လမ်းညွှန်မွေးတော်ဉာဏ်ပညာကိုလေ့လာပါ4ဖျားကြောင်းတက်ပါ5တချင်းဆိုချီးမွမ်းပါ6တိတ်ဆိတ်ညစ်တဲ့နေရာကိုနေ့စဉ်သွားပါနောက်ဆုံးနံပါတ်9ဝင်ငွေတိုင်းကနေဆယ်ဖို့တဘောပြီးလို့ပါကြည့်လိုက်ပါဒီလိုကွန်ပျူတာလေးကျင့်တရားတကယ်ကိုစနစ်ကျပြီးလက်တွေ့လို့ဆောင်ဖို့ဘလောက်တောင်လွယ်ကူတယ်လဲဆိုတာတွေ့ရမှာပါကဲဒီလေးလာမှုလဲညွန့်ရှင်းလင်းချက်လေးရဲ့အဆုံးသတ်အနေနဲ့အဒီဘက်ရှိပြီးအချင်းချင်းကူညီဖိမနိုင်တဲ့ဆွေးနွေးမှုတစ်ခုစတင်နိုင်မှုနောက်ဆုံးစဉ်းစားချက်မေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ဒီဒလေးထုံတန်းခေါင်းခုထက်ကဘယ်ရာကကျွန်တော်တို့အခက်ခဲဆုံးဒါမှမဟုတ်စိန်ခေါ်မှုအများဆုံးဖြစ်နေတယ်လဲပြီးတော့အဲ့ဒီအလေးအချင်းကိုအောင်မြင်စွာကျင့်သုံးနိုင်မှုကျွန်တော်တို့အချင်းချင်းဘယ်လိုများကုညီပံ့ပိုးပေးနိုင်မလဲအားလုံးပဲအကျူတော့ဆွေးနွေးရင်းအဖြေရှာကြည့်ကြရအောင်အချိန်ပေးပြီးလေ့လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ